အားလုံးပဲမင်္ဂလာပါခင်ဗျာမင်္ဂလာပါခင်ဗျာခုတစ်ခါမှာတော့အာကစားတင်းပဲဖြစ်ပါတယ်အာကစားနည်းကိုအားလုံးကိုကြည့်စုကြရအောင်ဂျိုရှူပါနဲ့ဘန်ဒိုဂျာထိုးတတ်တဲ့ပွဲကိုအားလုံးပဲစိတ်ဝင်စားကြည့်စုအားပေးကြပါခင်ဗျာထိုးပါပြီကွာဂျိုရှူပါနဲ့ဘန်ဒိုဂျာဆွဲပါပြီကန်လိုက်ပါတယ်ခင်ဗျာဟာလေးကြတော့ကျိုးသွားပါပြီတင်တယ်ကျိုးသွားပါပြီခင်ဗျာလည်းကျိုးသွားပါပြီဘန်ဒိုဂျာလည်းကျိုးသွားပါပြီခင်ဗျာအနိုင်ရပါပြီခင်ဗျာအနိုင်ဒီတစ်ခါဂျိုရှူအာဘန်အနိုင်ရပြီးနောက်ပိုင်းမှာတော့ဂျိုရှူအာဘန်ကအနိုင်ရပြီးခပတ်ရပြီးနောက်ပိုင်းမှာတော့ဒီတစ်ခါဂျိုရှူအာဘန်ကိုစင်ခေါ်လာသူကတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံသူနိုင်ငံသားရဲ့ချစ်တော်ဂီတအိမ်ဟေးဗန်ချစ်စမ်းမောင်အားလုံးပဲကြည့်စုကြရအောင်ပါဗျာဂျိုရှူအာဘန်ကိုစင်ခေါ်လိုက်ပါပြီခင်ဗျာဂျိုရှူအာဘန်ကိုချစ်စမ်းမောင်ကတော့ထိုးပြီးမှတတောင်စစ်နဲ့ဝေးတင်းမယ်လို့အတီးအလင်းကြေညာသွားပြီနော်ဒီအလင်းပဲစင်ခေါ်သွားပါဗျာလာမယ်တစ်တွေလားတွေမှာတော့ဝေးကြည့်ကောင်းပြီဒီခါမှာတော့စောထားရင်နော်မိန်းကလေးတွေစောထားရင်အရင်ဆုံးပါလို့တင်တယ်လေဆိုတာနော်သွားတိုက်မယ်ဒိတ်ချာလေးရှာတာပုံတက်ပြီးရင်တော့ဘလို့ကျင်းနေတော့ဘလို့လုပ်ပြီးတော့ပြီနော်စင်းကိုစီးမယ်ပြီးတော့တိုင်းတွေပါရမွှေးတွေပါရလိမ့်မယ်ဒီလိုလေးအလားပြင်လာတော့ပါမင်းကလေးတယောက်ကဘာတွေလိမ့်တင်းလဲဘာတွေလုတ်တင်းလဲဆိုတာကိုပြပေးတာเนาะအားလုံးကိုစိတ်ဝင်စားကြမယ်ထင်ပါတယ်ကျွန်တော်တို့ကချစ်စရာလေးကောင်းတယ်เนาะအဲ့လိုလေးတွေလုတ်ပြတာဘလို့တို့ကျင်းရတာเนาะမင်းကလေးတွေလုတ်တင်းလုတ်ထိုက်တဲ့မနေ့စောအိယာကထားရဘာတွေလုတ်တင်းလဲဘာတွေအရေးဥဆုံးတန်းစင်းရေးဘာတွေလုတ်တင်းလဲဆိုတာဘလို့ပြပေးတာလည်းဖြစ်တယ်เนาะဟယ်လိုဒီတစ်ခါမှာတော့ကျွန်တော်တို့ဘာကြည့်ရမလဲဆိုတော့ဒီတစ်ခါမှာတော့နော်ပြင်လေကန်းချေမှာပြင်လေမှာပုတ်နဲ့အပျော်စီးပုတ်နဲ့အနာယူနေတာနော်ဒီမှာလှတယ်နော်တကယ်တာရတာနော်ရှုခင်းတွေရတယ်လှတယ်နော်ဒီဖက်မှာကြည့်စက်ကလေးပင်နှလုံးလေကွာကျွန်တော်တို့ engine နော် engine ပုတ်ကိုမောင်းနေတဲ့စက်ကပင်နှလုံးလဲဆိုတော့ပုတ်ကိုမောင်းနေတဲ့စက်ကပင်နှလုံးလဲဆိုတော့တစ်လုံး3လုံး4လုံး5လုံးဖြစ်ပါတယ်ကွာအောက်မှာ3လုံးအပေါ်မှာ2လုံးပေါ့နော်စုပေါင်း5လုံးဖြစ်ပါတယ်လှရတယ်နော်အားလုံးပဲတေချာလေးကြည့်ကြပါကျွန်တော်တို့စက်တွေကအတန်းတွေနော်တဘောလေးလှတယ်ကန်းချဲလေဟိုဘက်မှာရောရေကူးနေတဲ့လူတွေရောအများကြီးပဲနော်ရေစိမ်ပြီးတော့ကူးနေတဲ့လူတွေအပန်းဖြေနေကြတာပေါ့နော်အားရစာကြီးကိုတွေလေးတစ်ခေါက်လောက်တော့သွားချင်ပါတယ်လို့နော်ရေချိုးလိုက်ပုတ်ပေါ်ပြင်တက်လိုက်နဲ့ပျော်စရာကြီးနော်စက်ကတစ်လုံး2လုံး3လုံးအောက်မှာ3လုံးအပေါ်မှာ2လုံးဆိုတော့စုပေါင်းစက်က5လုံးနော်အင်ဂျင်ကိုပြောတာနော်အားလုံးအထင်တွေမလွဲကြပါနဲ့အင်ဂျင်ကြီးကအပေါ်2လုံးလည်းတော်တော်လှတယ်နော်ကဲဒီတစ်ခါမှာတော့ဘာလဲဆိုတော့နော်ဒီတစ်ခါမှာတော့ဘာကြည့်မလဲဆိုတော့နေပါဒီတစ်ခါမှာတော့ဟိုမှာကျန်းတွေတုံနေတာနော်အလုတ်အခါရှင်းပေးမယ်ရောအလုတ်တော်တယ်တဲ့ဖတ်ဆံပေးလိုက် No ကျန်းမတုံပေးနေပြီအလုတ်မယ်လေစပင်းတွေပါတယ်လို့နော်လောက်ပါလေကွာ No အလုတ်ကြိုးစားလို့စုချင်းမြင်တာပဲဖတ်ဆံလေးပေးလိုက်တာပဲရှိတာဘာတွေလုပ်နေမှန်းကိုမသိတော့ No ဟာပါလေဟာဟိုကလေ no Wake up no မလုံးနဲ့ No ဖတ်ဆံလေးပြန်ပေးပါတယ်မင်းအဲ့လိုလုပ်မယ်ဆိုတော့ဖတ်ဆံလေးပြန်ပေးပါဖတ်ဆံပြန်တော့ဖတ်ဆံတော့မရဘူးတဲ့ဟာ No တဲ့မကြိုက်တဲ့ဟာကိုကွာမင်းရတယ်နော်မကြိုက်တဲ့ဟာကိုကွာဖိုက်ဆံလေးပြန်ပေးစမ်းပါတယ်ဟာပုတ်ငါဖိုက်ဆံမှာပြန်ပေးချင်တယ်ငါဖိုက်ဆံလေးပြန်ပေးပါတယ်ပါလို့လေကွာသူ့အလုပ်စူးစမ်းလို့ဖိုက်ဆံပေးလိုက်တော့နော်အလုပ်စူးစမ်းလို့စုချင်းနေတဲ့အနေနဲ့စုချတဲ့အနေနဲ့ဖိုက်ဆံလေးငါဖိုက်ဆံပြန်ပေးစမ်းပါတဲ့ကွာဖိုက်ဆံလေးမပြီးတော့ဘူးဆုံးပါပြီဝမ်ဖူဆောင်းလေးဝမ်ဖူနော်တိုင်းလေးကျင်းမယ်နော်ဟောတိုင်းလေးကျင်းမယ်ထောင်ပြတယ်ကွာရိုက်တယ်ကွာအမလေး
ခုတမတွေဘာမှမနာဘူးဟာကိုဖက်မှာတော့ရောင်ကိုင်းကိုဒီလိုထိုးမယ်တော့ကရာအေးစေးလေကျောင်းသားတွေငါတော့ဆောင်းနေတော့ဝါချီရတဲ့ခေါင်းကွာဒီတစ်ခါမှာတော့နော်ဘာလဲဆိုတော့ဒီတစ်ခါမှာဘာလဲဆိုတော့နော်နေပါဦးနော်ဟာလေးချတယ်ကွာအဲ့ရကတင်ပေါ်မှာလေးချတယ်ပေါ့ဟာ Miss Rabbit has fainted. တကယ်မွေးရတော့ကောင်းတယ်နော် Miss Rabbit has fainted again. မွေးရပါတော့ပေါ့ဟာဖြစ်ညာလေကွာသူများတွေမွေးရပါမှာလေးချရနော်ဒုံခါနေတာသူကြတော့ပါဖြစ်တာလေကွာတတာသုံးကြည့်လို့နော်ဘာမှမဖြစ်ပါလားတဲ့ Oh my god နော်စားတော့နော်မွေးရတော့ Miss Rabbit has fainted. မွေးရမျိုးတွေ Miss Rabbit has fainted again. ဒီကလေးလှုပ်ချင်နေတာနော်အဲ့ဒီတစ်ခါတော့ပါလဲဆိုတော့နောက်တစ်ခါမှာတော့နော်ခါတယ်ကမွေးတယ်နော်ဟိုပါလေအရေးမွေးတာဆိုမယ်နော်မွေးတာဟိုမှာလည်းပုံNgano enferma. Ditador é ruim de mira. Esse é o título do vídeo. Luí roba, Que isso, cara? Que isso, meu Deus. O cara só pensa em carregar a força do gol. Não pensa em onde vai acertar. Como o lutador é ruim de mira. Esse é o título do vídeo. Que isso, cara? Que isso, meu Deus. O cara só pensa em carregar a força do gol.